Will ရဲ့ပါဇက်ထဲမှာရှိတဲ့ဒီဆောက်ပုံလေးတွေကသွားတွေမဟုတ်ကြပါဘူး။ဒါတွေကိုဘေလင်လို့ခေါ်ကြပါတယ်။လူတွေရဲ့လက်တွေနဲ့အမျိုးအစားတူတဲ့ keratin နဲ့ပြုလုပ်ထားပြီးဒီဘေလင်တွေဟာအပေါ်မေးရိုးကနေတွဲလောင်းကြနေတဲ့ရှည်လျားပြီးကွေးညွန်နိုင်တဲ့အပြားချက်ကြီးတွေဖြစ်နေတာပါ။ဒီဘေလင်ပါတဲ့ Will ငါးကြီးတွေအစာစားတဲ့အခါkrill နဲ့ plankton တွေပြည့်နှက်နေတဲ့ပင်လယ်ရေတွေကိုအများကြီးငုံခက်လိုက်ပါတယ်။အဲ့ဒီနောက်မီးရိုးတွေပိတ်သွားပြီးလျှာကအရှိကိုတွန်းထုတ်လိုက်တဲ့အခါရေတွေကဘေးလင်ပြားတွေကြားကနေပြန့်ထွက်သွားတာပါ။အမွေးအငင်တွေလိုဖြစ်နေတဲ့အနာသက်တွေချာမှာတင်းငယ်တဲ့တောက်ကောင်လေးတွေကတက်ရှိစကားတစ်ခုလိုမျိုးပိတ်မိကြံရစ်ခဲ့ပါတယ်။ဒီလိုအန်အောဖို့ကောင်းလဲစနစ်ကကဘာပေါ်မှာအကြီးမားဆုံးတတဝါကြီးတွေကိုတမှုဒီယာထဲကအသေးငယ်ဆုံးသက်ရှိလေးတွေကိုစားသုံးပြီးရှင်သန်နိုင်စေတာခဲ့ပြီးမျောပါနေတဲ့ plankton လေးတွေကိုဒီလိုအေယာမတတဝါကြီးတွေအတွက်စွမ်းအင်တွေအထက်ပြောင်းလဲပေးလိုက်တာပဲဖြစ်ပါတယ်